မြို့ကြီးပြကြီးမနီးတဲ့တော်ရရွာတွင်တော်ရဌာနေမှာအဲ့ဒီကအစလူဖြစ်ရတဲ့ကိုဘဝချီကိုအသက်အရွယ်ငါနှစ်ကျော်10နှစ်အတွင်းအဖော်ရင်းများကစားခဲ့ကြပျော်ပျော်ရွှင်မိနိုင်မှုအစဉ်ကိုစားတိမြေတော်ရရွာကိုပဲမြို့ကြီးပြကြီးမနီးတဲ့တော်ရရွာတွင်တော်ရဌာနေမှာအဲ့ဒီကအစလူဖြစ်ရတဲ့ကိုဘဝချီတွင်ကိုအသက်အရွယ်ငါနှစ်ကျော်10နှစ်အတွင်းအဖော်ရင်းများနှင့်ကစားခဲ့ကြပျော်ပျော်ရွှင်မိနိုင်မှုအစဉ်ကိုဇာတိမြေတော်ရရွာကိုပဲဇာဇာနဲ့ကိုဘဝမှာအကျွေရောက်လို့လာပြန်တော့ရွာမှာပြောပြီးမဲ့လေပြောရမှာမနေတော့ရမှာနေရမယ်လို့ဆိုရိုးစကားတွေရှိခဲ့တာကြောင့်မြို့ကြီးကိုပဲရောက်ခဲ့ပြီမဲ့တော့ကအဖော်ရင်းများကိုတနေ့တည်းမှမမိနိုင်ပါစေမမိနိုင်ပါစေတော့မှဆွေမျိုးသားချင်းနဲ့စင်ကြတဲ့သူတွေပဲတော့လုံးမေးတသိန်းတငယ်ချင်းအပေါင်းဝင်ကိုမမိတာယုံစေခြင်းကိုအခွင့်သာခဲ့ရင်တစ်ခေါက်တစ်ခါအရောက်လာဘူးသာဖြင့်
နိုင်ပါစေမမေ့နိုင်ပါစေတော့မှဆွေမျိုးသားချင်းလဲစင်ညာတဲ့သူတွေပင်တော့သူလုံးဝတသိတငယ်ချင်းအပေါင်းဝင်ကိုမမေ့တာယုံစေရင်ကိုအခွင့်သာခဲ့ရင်တစ်ခေါက်တစ်ခါအရောက်လာဖို့သာပြင်း